လာပြောစီသိမ့်ပြီဆိုတော့ခွဲခွာကန်ဒီရုတ်တရက်ခွဲခွာရတော့မယ်ဒီနယ်ကလေးကိုလက်ပြနှုတ်ဆက်ခဲ့ရပေမဲ့လေခဏတာတေးသွားလာများဖြစ်ဖြောပြေတင်ဆက်ခွင့်ရခဲ့လို့အတိုင်းမသိဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်ရဲတကွန်တေးတန်တာကိုချစ်တဲ့တန်ရောစင်ညီမလေးရဲ့ရဲတကွန်တေးတန်တာခဏတာရောက်ရှိလာတဲ့ချိန်မှစလို့အဲဝတ်ကြည်ပြုံကပေါ်ရည်စွာနဲ့ကျင်နာတတ်တဲ့ဤမျိုးနဲ့ဤဒေသသားများရဲ့စိတ်ထားလာလေးတွေကကျွန်တော်တို့ဆက်ဆရာများအတွက်တော့အမတ်တရထင်ကြံခဲ့ရပြီပေါ့တန်ရောစင်ညီမလေးရဲ့တကယ်တော့ကိုတို့စသမားဘွားတွေကဒါဝင်ပြီးရင်ဌာနေခီးကိုပြန်ရတော့မယ်ဆိုတာတီးရဲနဲ့လေတွေ့တာခင်မင်းတန်ရောစီဖြစ်ခဲ့ရတဲ့ဒီမျိုးသူဒီမျိုးသားများနဲ့မခွဲကြည့်ပေမဲ့လေခွဲရပေအောင်မယ်ရဲတခွန်တေးတန်တာကိုချစ်တဲ့တန်ရောစင်မာလေးရဲ့ကကြမရဲ့တကြောပြန်လို့ရေစဲရမကုန်ရဲတခွန်တေးတန်တာပေါက်ဆက်ဖွဲနဲ့နောက်တစ်ခါပြန်လည်ဆုံတွေ့ခဲ့ရင်ပေါ့ရိုးသားပွင့်လင်းမနှောဖြူလာတဲ့ဒီဒေသလေးမှာတင်းချစ်သူဘော်ဒါပေါင်းသင်းများနဲ့ပြန်လည်ဆုံတွေ့ပြစေလို့တောင်းဆိုရင်လာရလန်းလေးအတိုင်းပြန်ရတော့မှာမို့လက်ကလေးပြလို့နှုတ်ဆက်ခဲ့ပြရစီရဲတကွန်ဒေသနာကိုချစ်တဲ့တန်ရောစင်ပါလေးရဲ့ကြည်တဲ့မျိုးချောင်းလမ်းမှာမင်းသားတလက်ရဲ့လို့ထင်ရှားသတင်းစကားချက်လက်တွေနဲ့မေးမြန်းနေကြတဲ့ဒီချစ်သူဘော်ဒါကြီးများအတွက်ကိုသတင်းကောင်းလေးတစ်ခုပါခဲ့ပြရစီခင်ဗျာဒီနေ့တစ်ခွင်မှာနံပါတ်1ပထမတန်းစာဒေသနာပေါက်ဆက်ကိုမှနာတော်တာပန်းစင်ငားယူအားပေးလိုကြတဲ့ဒီချစ်သူဘော်ဒါကြီးများအတွက်ကြည်တဲ့မျိုးချောင်းလမ်းမှာကိုရဲအောင်မလွတ်လွတ်မိုးတို့ဦးစီးတည်ထောင်ထားသောရဲတကွန်ဒေသနာပေါက်ဆက်ကိုဆက်သွယ်ငှားရမ်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာတာယာလှပကျက်တရေမင်္ဂလာရှိလာတဲ့ဤမျိုးနဲ့ဤဒေသလေးမှာရဲတကွန်ဒေသနာဆက်အဖွဲဒီတချင်လေးများဖြောပြတဲ့ဆက်ရာတွေအမိုင်းလေးတွေရှိခဲ့ပါကခွင့်လွတ်နာတော်တာပန်းစင်ပေးကြပါလို့တောင်းဆိုရင်ယခုလိုတာယာလှပကျက်တရေမင်္ဂလာရှိလာတဲ့ဤဒေသလေးကနေရဲတကွန်ဒေသနာဆက်အဖွဲပြန်ပါအောင်မယ်ပြန်အောင်မယ်လို့လက်ကလေးပြလို့နှုတ်ဆက်ခဲ့ပြရစီတန်ရောစင်မာလီလက်ကလေးပြလို့နှုတ်ဆက်ခဲ့ပါတယ်ရဲတခွန်ဒေသနာကိုချစ်တဲ့တန်ရောစင်မာလီမင်္ဂလာပြောစီသိမ့်ပြီဆိုတော့ခွဲခွာကန်ဒီရုတ်တရက်ခွဲခွာရတော့မယ်ဒီနယ်ကလေးကိုလက်ပြနှုတ်ဆက်ခဲ့ရပေမဲ့လေခဏတာတေးသွားလာများဖြစ်ဖြောပြေတင်ဆက်ခွင့်ရခဲ့လို့အတိုင်းမသိဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်ရဲတကွန်ဒေသနာကိုချစ်တဲ့တန်ရောစင်ညီမလေးရဲ့ရဲတကွန်ဒေသနာခဏတာရောက်ရှိလာတဲ့ချိန်မှစလို့အဲဝတ်ကြည်ပြုံကပေါ်ရည်စွာနဲ့ကျင်နာတတ်တဲ့ဤမျိုးနဲ့ဤဒေသသားများရဲ့စိတ်ထားလာလေးတွေကကျွန်တော်တို့ဆက်ဆရာများအတွက်တော့မတ်တရထင်ကြံခဲ့ရပြီပေါ့တန်ရောစင်ညီမလေးရဲ့
ဆက်သမားဘွားတွေကတာဝန်ပြီးရင်ဌာနေကြီးကိုပြန်ရတော့မယ်ဆိုတာတီးရဲနဲ့လေတွေ့တာခင်မင်းတန်ရောစီဖြစ်ခဲ့ရတဲ့ဒီမျိုးသူဒီမျိုးသားများနဲ့မခွဲကြည့်ပေမဲ့လေခွဲရပေအောင်မယ်ရဲတကွန်ဒေသနာကိုချစ်တဲ့တန်ရောစီမာလီရဲ့ကံကြမ္မာရဲ့တကြောပြန်လို့ရေစဲရမကောရဲတကွန်ဒေသနာပေါက်ဆက်ပွဲနဲ့နောက်တစ်ခါပြန်လဲဆုံတွေ့ခဲ့ရင်ပေါ့ရိုးသားပွင့်လေမနှောပြူလာတဲ့ဒီဒေသလေးမှာဒီချစ်သူဘော်ဒါပေါင်းသင်းများနဲ့ပြန်လဲဆုံတွေ့ပြစေလို့တောင်းဆိုရင်လာရလန်းလေးအတိုင်းပြန်ရတော့မှာမို့လက်ကလေးပြလို့နှုတ်ဆက်ခဲ့ပါရစေရဲတကွန်ဒေသနာကိုချစ်တဲ့တန်ရောစင်ပါလေကြီးတဲ့မျိုးကြောင်းလမ်းမှာမင်းသားတလက်ရဲ့လို့ထင်ရှားသတင်းစကားချက်လက်တွေနဲ့ဝင်းမြန်းနေကြတယ်ဒီချစ်သူဘော်ဒါကြီးများအတွက်ကိုသတင်းကောင်းလေးတစ်ခုပါခဲ့ပြရစီခင်ဗျာဒီနေ့တစ်ခွင်မှာနံပါတ်1ပထမတန်းစာဒေသနာပေါက်ဆက်ကိုမှနောက်တော့တာဖန်စီမာယူအားပေးလိုကြတယ်ဒီချစ်သူဘော်ဒါကြီးများအတွက်ကြီးတဲ့မျိုးကြောင်းလမ်းမှာကိုရဲအောင်မလွတ်လွတ်မိုးတို့ဦးစီးတည်ထောင်ထားသောရဲတကွန်ဒေသနာပေါက်ဆက်ကိုဆက်သွယ်ငှားရမ်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာဒါရလပကျတဲ့မင်္ဂလာရှိလာတဲ့ဒီမျိုးနဲ့ဤဒေသလေးမှာရဲတကွန်ဒေသနာဆက်အဖွဲ့ဒီတချင်းလေးများပြောပြတဲ့ဆက်ရာတွေအမိုင်းလေးတွေရှိခဲ့ပါကခွင့်လွတ်နာတော့တာမန်စင်ပေးကြပါလို့တောင်းဆိုရင်ယခုလိုတာယာလပကျတဲ့မင်္ဂလာရှိလာတဲ့ဒီဒေသလေးကနေရဲတကွန်ဒေသနာဆက်အဖွဲ့ပြန်ပါအောင်မယ်လို့လက်ကလေးပြလို့နှုတ်ဆက်ခဲ့ပါရစေတန်ရောစင်ပါလေလက်ကလေးပြလို့နှုတ်ဆက်ခဲ့ပါလေရဲတကွန်ဒေသနာကိုချစ်တဲ့တန်ရောစင်ပါလေ